ငါနေခဲ့ကြတယ်ကွာထဲမှာထဲတိုင်းယောက်တိုင်းယောက်တိုင်းဟာမင်းကွာမင်းရှာလို့မတွေ့တော့ဘူးယောက်တိုင်းယောက်ဟာတိုင်းယောက်ဟာယောက်အဒီပေါ်မှာအခုလိုမျိုးကွန်ပျူတာသုံးနေရတာမောနေရဆိုလို့ရှိရင်ကျွန်တော်66စေးလေးတော့ပို့ချန်ပေးချင်ပါတယ် Noah! Larry, what the hell are you doing? Larry, you can't just... Oh, Larry! Oh, are you all right? How did... Larry! Righto, what's going on here? Oh, sir, I'm arrested. Oh, arrest! Oh! ဟုတ်ကဲ့ဆိုတော့ကျွန်တော်ကတော့မန်တယ်ဆိုရှင်ဒရိုင်တာဖြစ်ပါတယ်ဒရိုင်တာဦးအောင်ကျော်ဆိုလို့ခေါ်ပါတယ်ဦးအောင်စော်ကျိုးတာဟုတ်ပါဘူးဦးအောင်ကျော်ဆိုတာဦးစိုးအောင်ကျိုးတာဟုတ်ပါဘူးဦးစိုးအောင်ကျော်လားဦးအောင်ကျော်ဆိုတာဦးစိုးအောင်ကျော်လားဦးအောင်ကျော်စိုးအောင်ကျော်လားမသိဘူးအော်စောအောင်ကျိုးပါဆိုတော့ကျွန်တော်ကတော့presenter ကတော့ရှိရပေါ့ဗျာဒါပေမဲ့ကျွန်တော်ကတော့ cameraman လို့အဲ့ဒီရဖြစ်ပါတယ် cameraman ကတော့တွားအားရလာစားတိုးတော့လည်းဘယ်ရောက်ကုန်ပြန်ပြီဟောဆိုတော့ကျွန်တော်က presenter ရှိရပေါ့နော် cameraman ကတော့လူရဲ့နေရာအကြောင်းမလို့ကျွန်တော်ကိုခေါ်ခြင်းမအပေါ့လူပြောနေထားပါတော့ဆိုတော့ကျွန်တော်ရေးရတဲ့ဇာတ်ကြိုးလေးကတော့ဒီမှာပါခင်ဗျာ Noah! Larry, what the hell are you doing? Larry! ဟဲ့မင်းကဘာကြည့်ရလဲဟမ်ဘာကြည့်ရလဲဟဲ့ပါဘီလုံးမကြံနဲ့နော်ဟဲ့မင်းကပြောနေပါဘီမလုံးနဲ့ဟဲ့မကြံနဲ့ဟာမင်းကွာမင်းအခုခေတ်မှာကျွန်တော်တို့ဘာမှလုပ်လို့မရဘူးပေါ့နော်ဒါပေမဲ့လုပ်လို့ရတဲ့ခေတ်တော့ရှိတယ်အဲ့ခေတ်ကကျွန်တော်တို့ DJI also Pocket 3ဝယ်လို့ရတဲ့ခေတ်ပါသူကတော့ဘတ်ဂျက်ကတော့300လောက်ရှိရပေါ့နော်300ဆိုတာအဲ့ပတ်စံ1000နဲ့1000ရက်ကိုပြောတာမဟုတ်ပါဘူးဒီတရားကိုပြောတာပါစစ်စစ်ပါလေပတလာလာလာဟာဖလို့လည်းမသိဘူးကျွန်တော်ညူရလို့လိုက်တာလေအဲ့ပြော်ကလို့ဖြစ်သွားတယ်ဗျာအဲ့တော့ကျွန်တော်တို့အပေါ်မှာအဲကုန်းတိုင်းရှိတယ်အဲကုန်းတိုင်းရှိရဗျာကျွန်တော်တို့အိတ်တော့ပါမယ်ဘိုင်ပါကျွန်တော်ကတော့မအိတ်သေးပါဘူးကျွန်တော်တို့တခုပြောစရာရှိသေးပါတယ်ကျွန်တော်တို့နိုင်ငံခြားသွားဖို့ဘာတွေလိုအပ်လဲဆိုတော့ vlogger ဖြစ်ဖို့လိုအပ်တယ်ကျွန်တော်ကြောင်ညာတွေလည်းလိုအပ်တယ်ပေါ့ဗျာကြောင်ညာတွေလိုအပ်တဲ့အပြင်ကိုမှကျွန်တော်ဘာတွေလိုအပ်သေးလဲဆိုတော့ဗောနော်ဘာမှတော့ဘလို့အပ်ပါဘူးကျွန်တော်ဘလို့ပြောရမလဲဆိုတော့ဗောနော်ကျွန်တော်မြန်မာနိုင်ငံမရောက်ဖို့လိုအပ်ပါတယ်ပြီးလို့ရှိရင်သူများတွေကိုlive view ပို့လိုအပ်ပါတယ်အဲ့ဒါပါပဲဒါမှအဲ့ဒါပဲမဟုတ်ဘူးသိပါဘူးကျွန်တော်တို့ကင်မရာမန်ကကျွန်တော်တို့လူအပ်နေရအကြောင်းမလို့ကျွန်တော်တို့ချတာပူကြံပေးချင်ပါတယ်ဘာလို့ပဲရှင်းနေပါတယ်ဘယ်မှာပါ Tutu Purify X